အားလုံးပဲမင်္ဂလာပါခင်ဗျာအခုပြောပြပေးမှာကတော့ကင်းနော့လို့လူတီများကြတဲ့ Not Correlation ရဲ့ပဲကိုင်ရှင်ကြီးဖြစ်တဲ့ရှင်သေကြီး Not ရဲ့အကြောင်းပဲဖြစ်ပါတယ် Not ကို1999ခုနှစ်ကင်ညာနိုင်ငံမဆိုင်ပါရာတောကြီးရဲ့မြောက်ဘက်ခြမ်းမှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်ငယ်စဉ်ကတည်းကတုတ်ခိုင်တဲ့ခန္ဓာကိုယ်မဲနဲ့တဲ့လဲစမ်းနက်မောင်တဲ့အမီးတွေကြောင့်လေးလာသူတွေသတိထားကြည့်ခဲ့ရတဲ့ရှင်သေတကောင်ဖြစ်ခဲ့တာပါ Not Correlation နဲ့အတူခေပြန်ရှင်သေအုပ်တစ်ခုလည်းရှိခဲ့ပါသေးတယ်ဟုတ်ပါတယ်မပုတ်ကို Correlation ပါဒါပေမဲ့သူတို့ Correlation နှစ်ခုထိတိုက်တွေ့ဆုံခဲ့ကြတာတော့မရှိပါဘူးဘာလို့လဲဆိုတော့နော့ကကင်ညာနိုင်ငံမဆိုင်မာရာတောအဖြစ်ပြီးမကူလူမစ္စတာတီတို့ရဲ့မပုတ်ကို Correlation ကအာဖရိကစပိုင်ဆန်တောအုပ်ကဖြစ်တာမို့ပါနောက်ထပ်အဂရီကြီးဖြစ်တဲ့စကာဖေးကတော့မဆိုင်မာရာတောကဖြစ်ပေမဲ့နောက်ကွယ်လွန်ပြီးမှမူဖွားလာခဲ့တယ်လို့ generation လည်းမတူခဲ့ပါဘူးအကယ်၍သာနော့နဲ့စကာဖေးတို့တခစ်ထဲမှာမွေးဖွားလာခဲ့ရင်နတ်ဖျားကြီးဖြစ်တဲ့နော့နဲ့အေဂရီကြီးဖြစ်တဲ့စကာဖေးတို့ထိတ်တိုက်ပေါင်ချဆုပ်ကြတဲ့ပွဲတွေကိုမြင်တွေ့ကြရမှာပဲဖြစ်ပါတယ်မပုတ်ကို Correlation ကမကူလူတို့မစ္စတာတီတို့ကိုလီးချန်ကြီးတွေလို့ပြောမယ်ဆိုရင်ကျွန်တော်ကတော့စကာဖေးကိုအေဂရီတပါးလို့ခေါ်လိုက်ချင်ပါတယ်အဲ့ဒီထဲကမှနော့ကိုတော့နတ်ဖျားတပါးလို့တင်စားရမှာပါဘာလို့လဲဆိုတော့နော့ဟာမကူလူလိုဟိတ်ကြီးဟန်ကြီးနိုင်ပြီးခက်ခက်ညာညာရှိတယ်လို့မစ္စတာတီလိုလဲတစွတ်ထိုးနိုင်ပါသေးတယ်စကာဖေးလိုအကြောက်လန့်လည်းလုံးဝမရှိခဲ့ပါဘူးနောက်ပြီးနော့ဟာချင်းသေးတစ်ကောင်ထက်အုံနောက်ထက်ကြော်လွန်နေခဲ့တာပါနော့ကို2003ခုနှစ်သူ့အသက်4နှစ်အရောက်မှာအဖွဲ့ကနေမောင်းထုတ်ခံလိုက်ရပြီးသူ့ဝမ်းကွက်ညီကိုဖြစ်တဲ့ Lash May ဆိုတဲ့အထီးတစ်ကောင်နဲ့အဖွဲ့ကနေထွက်လာခဲ့ရတာပါသူတို့နှစ်ကောင်တည်းနဲ့ Not Correlation ကိုတီထောင်လိုက်ပြီးကျန်းတန်းလာတဲ့တင်ကွက်ချင်းသေးဘဝကိုစတင်ဖြတ်သန်းရပါတော့တယ်ချင်းသေးတွေရဲ့သဘာဝအရာအရွယ်ရောက်လာရင်အထီးတွေကိုအဖွဲ့ကနေနှင်ထုတ်ခံရပြီးတင်ကွက်ချင်းသေးငယ်ဘဝနဲ့အန်တရများလာတဲ့လောကရန်ကိုအန်တုပြီး Correlation တစ်ခုကိုထူထောင်ကြတယ်ဆိုပေမဲ့ Not တို့ထူထောင်လိုက်တဲ့ Correlation ကနှစ်ကောင်နဲ့ဖြစ်နေတော့အခြားချင်းသေးတွေရဲ့တိုက်ခိုက်ခြင်းအသုံးသက်ခံရနိုင်ခြင်းအရန်ကိုများနေခဲ့တာပါ Not ဟာအခြားတင်ကွက်ချင်းသေးတွေနဲ့မိဖွဲ့ခြင်းမရှိဘဲ Not Correlation ကိုသူငယ်စဉ်ကတည်းကသူ့နောက်ကတကောက်ကောက်လိုက်နေတဲ့သူ့ညီဝမ်းခွဲဖြစ်တဲ့ Lash May နဲ့ပဲနှစ်ကောင်နဲ့ထူထောင်ခဲ့တာဟာ Not ရဲ့မာနဇမန်တို့ကိုအတိုင်းသားမြင်နေရတာပဲဖြစ်ပါတယ် Correlation နှစ်ခုထိတိုက်တွေ့လို့တိုက်ခိုက်ကြတဲ့အခါနှစ်ကောင်နဲ့ဖြစ်နေတဲ့သူတို့ပဲခံရနိုင်ခြင်းအလွန်များပါတယ်ဒါပေမဲ့ဒီကိစ္စတွေက Not အတွက်တော့အရေးဆိုင်စရာလို့တောင်ထင်ခဲ့ပုံမရပါဘူးနှစ်ကောင်နဲ့အမဲလိုက်နာမည်ရှာရင်းနဲ့2004ခုနှစ်သူ့အသက်9နှစ်အရောက်မှာတော့မာယာမြကန်းဘေးမှာအပိုင်သားရထားတဲ့စင်ပါနဲ့ဘရွန်ဒီတို့ဦးဆောင်တဲ့မက်ပရိုက်ချင်းသေးအုပ်ကိုတိုက်ခတ်သိမ်းပိုက်လိုက်ပြီးသူ့ရဲ့ပထမဦးဆုံးထီးနှန်းကိုဗိတ်သိက်ခံလိုက်ပါတော့တယ်ဒီတိုက်ပွဲအပြီးမှာနော့ဟာကဘာကျော်ချင်းသေးတကောင်ဖြစ်လာခဲ့တာပါ2005ခုနှစ်အရောက်မှာတော့ Lash May ကိုနော့ရှိမနေချိန်မှာအခြားတင်ကွက်ချင်းသေး3ကောင်ပါဝင်တဲ့အဖွဲ့ကမက်ပရိုက်အုပ်စုပိုင်တဲ့ထဲကိုကျူးကျော်ဝင်ရောက်လာပြီးတိုက်ခိုက်ချိန်မှာတော့ Lash May တကောင်အာမတန်လို့မန်ရှော့ခဲ့ရပြီးအသက်ပါပေးခဲ့ရပါတယ်ဒီကိစ္စကနောက်ရကန်ကြမာကိုပြောင်းလဲစေခဲ့ရပြီးအုပ်စုထဲမှာတကောင်နဲ့သာထီထီကြံနေခဲ့ရင်ရှား Correlation အဖွဲ့တွေရဲ့နန်းချခြင်းကိုခံရမှသိချနေပြီးမို့မက်ပရိုက်အဖွဲ့ကိုဘေးလွတ်ရာကိုပြောင်းရွှေ့ရင်းနဲ့နာမည်တော်တော်များများကိုလည်းလက်လွတ်ခဲ့ရပါတော့တယ်ဒီနေရာမှာမကူလူတို့မစ္စတာတီတို့ဆိုရင်သူ့ညီကိုတတ်သွားတဲ့ရှင်သေး3ကောင်ကိုမြေလန်ရှာပြီးဘောင်ချဆုပ်ကြမယ်စကားဖေးဆိုရင်လည်းရေသုံးမြေဆုံးလိုက်တတ်မှဆိုပေမဲ့နော့ကတော့ညံကိုလွှတ်သုံးခဲ့ပါတယ်ဘာလို့လဲဆိုတော့သူ့မှာအားကိုးစရာအရွယ်ရောက်တဲ့ချင်းသေးအထိမရှိသလို Correlation စတီထောင်တဲ့ကတည်းကနှစ်ကောင်နဲ့စားခဲ့တာမို့အခုတကောင်တည်းနဲ့မပရိုက်အုပ်စုကိုကာကွယ်ဖို့ဆိုတာမဖြစ်နိုင်သေးတာသူကောင်းကောင်းသိခဲ့ပုံရပါတယ်ဒါကြောင့်သူ့ရဲ့ A grade အိမ်မက်ကိုခဏမှိတ်ထားပြီးဘေးလွတ်ရာကိုသာရွေးချယ်ခဲ့ပုံရပါတယ်အဲ့ဒီအချိန်ကစပြီးအမတွေနဲ့တကောင်ပြီးတကောင်အချိန်ချင်းမိတ်လိုက်ပြီးအုပ်စုကိုအင်အားတောင့်တင်းဖို့အချိန်ပေးနေပါတော့တယ်ဒီလိုနဲ့အုပ်စုထဲမှာသူ့ရဲ့သားအထီး၈ကောင်ထိပိုင်ဆိုင်လာခဲ့ပါတယ်ဒီရင်အားတွေကိုယူပြီးသူ့အိမ်မက်ဖြစ်တဲ့မဆိုင်မာရာတောကြီးရဲ့အေဂရိအိမ်မက်ကိုအကောင့်ထဲပေါ်ကျင်ခဲ့တာပါချင်းသေးတွေရဲ့သဘာဝအရာကအုပ်စုတဲကချင်းသေးအထီးလေးတွေအသက်နဲ့3နှစ်လောက်ရောက်လာပြီးလက်သံမိုးတွေစထွက်လာရင်အုပ်စုတဲကအထီးတွေကဟိန်ဟောက်ရည်တော်၎င်းတွန်းထိုးရည်တော်၎င်းကိုက်ပြီးရည်တော်၎င်းနှိမ်ထုတ်တတ်ကြပါတယ်ဒါပေမဲ့နော့ကတော့အဲ့လိုတွေလုံးဝမလုပ်ဘဲသူ့ရဲ့သားတွေကိုသူကိုယ်တိုင်ထိန်းချောင်းကျွေးမွေးပြီးဂယူးဆိုင်နေခဲ့တာပါ2009-2008ခုနှစ်မှာသူ့ပိုင်တဲ့တော်တော်များများဆုံးရှုံးသွားပေမဲ့သူ့ရဲ့3နှစ်သားအရွယ်အထီးလေးတွေကိုပဲအချိန်ပေးပြီးအမဲလိုက်နီးတိုက်ခိုက်နီးတွေကိုကိုယ်တိုင်စနစ်တကျတင် ကြားပေးနေခဲ့တာပါတဘာဝအရာရှင်သေးပေါက်ကလေးတွေကိုအမတွေကပဲဝိုင်းဝန်းဆောက်ရှောက်ထိန်းသိမ်းကြတယ်ဆိုပေမဲ့နော့ကတော့ဒါတွေကိုစန့်ကျင်ပြီးသူ့သားတွေကိုမောင်းမထုတ်တဲ့အပြင်သူကိုယ်တိုင်ထိန်းချောင်းဆောက်ရှောက်ပေးခဲ့ပြီးကြီးပြင်းစေခဲ့တာပါဒီလိုနဲ့2009ခုနှစ်အစအရောက်မှာတော့
နော်အိမ်မက်တွေရောင်နီတန်းလာခဲ့ပြီလို့ပြောရမှာပါသူမှာတက်ခိုက်နိုင်တဲ့အရွယ်သူသားအထီး9កောင်အထိအရွယ်ရောက်လာခဲ့တာပဲဖြစ်ပါတယ်သူသားတွေဖြစ်တဲ့အထီး9កောင်ကတော့ Nostu, Mighty Long, Ron, Caesar, Griezmann တို့ပါဝင်တဲ့ No Correlation ဟာတဖြည်းဖြည်းနဲ့အားကောင်းလာခဲ့ပါတယ်2009ခုနှစ်ထဲမှာပဲသူ့ရဲ့အိမ်မက်ဖြစ်တဲ့မဆိုင်မာရာတော်ကြီးကိုအုပ်စိုးဖို့ချီလန်းစပါတော့တယ်သူသား9កောင်နဲ့အတူမဆိုင်မာရာတော်ကြီးထဲမှာအတီးတီးမင်းမှုနေကြတဲ့အခြားချင်းသေးအုပ်တွေဖြစ်တဲ့Paratai, Skina, Okiombo, Mugoro, Rockiro, Breakaway, Rhinkai လော့အော့ပရိုက်တွေဖြစ်တဲ့အခြားချင်းသေးအုပ်9အုပ်အထိကိုတအုပ်ပြီးတအုပ်ဘောင်ချဆုပ်ခဲ့ကြပြီးမာဆိုင်မာရာတော်ကြီးရဲ့ ADS တွဲမိုင်း1000ကျော်အထိပိုင်နဲ့ကိုသိမ့်ပိုက်ကကင်းနော့ဆိုတဲ့ကွန်ပုံနဲ့အတူနတ်ဖျားတစ်ပါးအဖြစ်သို့ဗိသိက်ခံခဲ့ပါပြီ။နော့ရဲ့ကြီးကျယ်ခမ်းနားမှုတွေကအဲ့ဒီမှာတင်ရပ်မနေပဲလူလောကအထီတောင်ပြန့်နှံ့လာခဲ့ပါတယ်။ကဘာရရက်ကလူတွေဟာနော့ကိုမြင်ဘူးချင်ုံနဲ့ပဲကင်ညာကိုရောက်လာခဲ့ကြတဲ့အတွက်ဘီလီယံနဲ့ချီတဲ့ငွေတွေကိုသူ့နိုင်ငံအတွက်ပါရှာပေးခဲ့တာပဲဖြစ်ပါတယ်။2010ခုနှစ်မှာ African Cut ဆိုတဲ့ movie နဲ့ Disney ကုမ္ပဏီက Noro Coalition အကြောင်းကိုအသေးသေးရိုက်ပြခဲ့ပြီးတောက်လဲဝင်ငွေကျန်းခဲ့သေးတာပါ။မဆိုင်မာရာရဲ့ Agriji အဖြစ်9နှစ်တိုင်တိုင်အုပ်စိုးမှုနေခဲ့ပြီးသူ့သက်14နှစ်2013ခုနှစ်အရောက်မှာတော့ဇေယျကြောင့်တဘာဝတရားကြီးရဲ့ရက်စက်မှုကိုမခံနိုင်တော့ဘဲတဘာဝအတိုင်းကျွေလွှင့်ခဲ့ရပါတော့တယ်တဘာဝတရားချင်းသေးတွေဟာသက်14နှစ်ထိနေနိုင်တာဆိုလို့နော့နဲ့စကားဖေပဲရှိသေးတာပါနော့တည်ဆုံးပြီးသူ့ရဲ့သားတွေဟာပျောက်ဆုံးသူကပျောက်ဆုံးတည်ဆုံးသူကတည်ဆုံးနဲ့နောက်ဆုံးနော့တူးတစ်ကောင်ပဲကြံခဲ့ပါတော့တယ်2020မှာတော့နော့တူးလည်းပျောက်ဆုံးသွားခဲ့ရပါတယ်နော်တူးမသေးဆုံးခင်မှာနော်တူးနဲ့အတူနော်တူးရဲ့သားနော်ရဲ့မြေးဖြစ်တဲ့စပေတီဘွိုင်းနဲ့အတူလော့အော့ပရိုက်ဆိုတဲ့ချင်းသေးအုပ်ကိုအုပ်ချုပ်နေရင်းနဲ့နော်တူးကပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်လက်ရှိမဆန်မာရာတော်ကြီးထဲမှာချင်းသေးအုပ်တွေကိုဥဆောင်နေတဲ့ချင်းသေးအထူးတွေကလည်းနော်ရဲ့မြေးတွေပဲဖြစ်ပါတယ်စီဇာတူ Blue Eye, Drongo, Rondu ဆိုတဲ့ချင်းသေးအထီးလေးကောင်ကလည်းချင်းသေးအုပ်လေးအုပ်ကိုအတီးတီးကောင်းဆောင်နေကြတဲ့နော်ရဲ့မြေးတွေပဲဖြစ်ပါတယ်အခုချိန်မှာနော်မရှိတော့ပေမဲ့သူ့ရဲ့ပုံရိပ်တွေအတွေးခေါ်တွေနဲ့ရဲရင်မှုတွေဟာချင်းသေးလောကတဘာဝတွေကိုကြော်လွန်ပြီးတလိမ့်ဆန်တကောင်ထက်ပိုတဲ့အမျော်အမြင်စီးလုံးစေမှုနဲ့မေတ္တာတရားတွေကိုအခြေခံပြီးအရိုင်းစိတ်ကိုနင်းချေပြခဲ့တာဟာချင်းသေးသမိုင်းတစ်ခုရဲ့မှတ်ကြောက်တင်ရမယ်ချင်းသေးကြီးတစ်ကောင်ပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ